စစ်သားတယောက်ကမတော်တဆမြေအောက်ဘုံတစ်လုံးကိုနင်းမိသွားခဲ့တဲ့အဲ့ဒါကိုမြင်လိုက်တဲ့အချိန်မှာသူဟာစိတ်ထိခိုက်သွားခဲ့ပြီးသူ့အသက်တာမကသူ့အဖွဲ့သားတွေရဲ့အသက်ကိုပါအန္တရာယ်ထဲထည့်လိုက်မိပြီလို့ထင်သွားတယ်ခဏကြာပြီးနောက်အဖွဲ့ရဲ့ကပတိန်ရောက်လာပြီးဘုံရဲ့အနက်ကိုတိနိုင်ဖို့တစ်သားတို့တစ်ချောင်းနဲ့ဘုံပတ်လေကမြေကြီးတွေကိုဖြည်းဖြည်းချင်းဖယ်ရှားစတင်ခဲ့တဲ့အဲ့ဒီအချိန်မှာပဲဒီမြေအောက်ဘုံကအရန်ကြီးတဲ့ဘုံဖြစ်နေပြီးဖျက်သိမ်းဖို့မဖြစ်နိုင်ဘူးဆိုတာသိလိုက်ရတယ်အဲ့ဒါကြောင့်ကပတိန်ကစစ်သားအလုံးကိုနောက်ဆုတ်ခိုင်းပြီးဘုံနှင်းထားတဲ့စစ်သားကိုတုံးလို့ရေးတွက်တဲ့အချိန်မှာခြေထောက်ကိုမြှောက်လိုက်ဖို့အမိန့်ပေးခဲ့တဲ့ကပတိန်ရဲ့ညွှန်ကြားချက်အတိုင်းစစ်သားကခြေထောက်ကိုမြှောက်လိုက်ပြီးကပတိန်ကချက်ချင်းသူ့နေရာမှာအစားထိုးနှင်းလိုက်တယ်ဒီလိုနဲ့ကပတိန်ကသူ့အဖွဲ့သားရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပေမဲ့အခုတော့သူ့အသက်ကအနည်းရဲရောက်သွားခဲ့တဲ့ရုတ်တရက်သူဟာဟန်ချက်ပြတ်သွားပြီးခြေထောက်တစ်ဖက်ကဘုံပေါ်ကနေလွတ်သွားခဲ့တယ်ဒါကိုမြင်တဲ့သူအလုံးကြောက်လန့်သွားကြတယ်ဒါပေမဲ့ကပတိန်ကဘုံပေါ်မှာတောင်ခုန်နေခဲ့သေးပေမဲ့ဘုံကမပေါက်ကွဲခဲ့ဘူးဘာကြောင့်လဲဆိုတော့အဲ့ဒီမြေအောက်ဘုံကအရင်ကတည်းကဖျက်သိမ်းပြီးသားဖြစ်နေခဲ့တာပါသူကအားလုံးကိုနောက်ပြောင်နေခဲ့တာပဲဖြစ်တယ်